သူလွတ်တော့ခေါ်မယ်ဆိုတဲ့အကြောင်းလေးကိုရုရှားကကိုယ်စားလှယ်တွေ့ချင်တော့သူပြောတယ်မတ်လကုန်လလေပေါ့မတ်လလေမှာသူလွတ်တော့စခေါ်မယ်လို့ဘုသူမကြီးကတော့ဒါပြောသွားတယ်ရုရှားဘက်ကလည်းပြန်ပြီးတော့သူပြန်ပြောတာလေးတွေကတော့ဒီမြန်မာနိုင်ငံမှာအနောက်အုပ်စုကသူတို့ဩဇာခံတဲ့သစ္စာခံအစိုးရအဖွဲ့ဖွဲ့ဖို့ကြိုးစားခဲ့ကြတယ်ပြီးတော့တရုတ်ကိုတားဆီးပိတ်ကန့်သက်ရေးတရုတ်ကို block လုပ်ဖို့အတွက်ကိုမြန်မာကိုအသုံးချပြီးတော့အဲ့ဒီသူတို့ရဲ့လက်ဝဲခံအစိုးရသစ္စာခံအစိုးရကိုတည်ဖို့ကြိုးစားခဲ့တဲ့ဟာအဲ့ဒါကိုရအောင်အောင်မြင်အောင်ဘုသူမကြီးမြောက်နိုင်လို့ကရအောင်ကယ်တင်နိုင်ခဲ့တဲ့သဘောမျိုးသူကပြောသွားပြီးတယ်ကျွန်တော်အဲ့တော့မှစဉ်းစားပြီးတယ်ဟုတ်တယ်ဗျကျွန်တော်နိုင်ငံကန်ကောင်းတာဒီနေရာမှာဘုသူမကြီးမြောက်နိုင်လို့တော့အဲ့တစ်ချက်တော့ကျွန်တော်ကျေးဇူးတင်တယ်ဘာကျေးဇူးတင်လဲဆိုတော့တိုင်းပြည်ကဒီအနောက်အုပ်စုရဲ့လက်ဝဲခံသစ္စာခံအစိုးရမပေါ်ခင်အချိန်မီလေးကပ်ပြီးသူတားလိုက်နိုင်တယ်ဒီစကားဟာနောက်တစ်ချိန်မှာတချို့သူတွေနားလည်လာလိမ့်မယ်အခုတော့ခရောနားလည်မဟုတ်ဘူးနောက်ချိန်မှာတမိုင်းစာအုပ်တွေအမှတ်တမ်းမှတ်ရတွေအချက်လက်တွေဒေတာတွေကိုတကယ်သာမှန်မှန်ကန်ကန်နဲ့အစိုးရတွေနေအစိုးရအတွင်းစည်းတွေနေပေါက်ကြားလာမယ်ထွက်လာမယ်ဆိုရင်ကျွန်တော်ပြောတဲ့စကားမှန်လားမလားခင်ဗျားတို့ပြည်သူလူသဘောပေါက်လိမ့်မယ်လက်မတင်လေးလို့ပြောရင်လည်းမှန်တယ်ကျွန်တော်တိုင်းပြည်ရဲ့ကံကြမ္မာကအနောက်အုပ်စုရဲ့လက်ဝဲခံသစ္စာခံအစိုးရဖြစ်တော့မဲ့ဆဲဆဲဖြစ်လဲဖြစ်ခဲ့ပါတယ်ဖြစ်ပြီးတော့ပိုတော်ကြီးမှဖြစ်တော့မဲ့ဆဲဆဲမှာဘုံမကြီးတို့အစိုးရကရအောင်သူကယ်တင်လိုက်နိုင်ခဲ့တာဖြစ်တယ်ဒါမျိုးကိုရုရှားဘက်ကအစထုတ်ပြီးပြောပြီးသွားတယ်ကျွန်တော်ဒါကိုသတိထားမိလိုက်တယ်တော့စိတ်ဝင်စားတယ်ဒါကိုလည်းပြီးတော့လက်ဝဲခံအစိုးရဆိုမှန်ပါတယ်အနောက်အုပ်စုကသူတို့သစ္စာခံအစိုးရတွေကိုထားလိုက်ရှိတယ်ခင်ဗျာစင်ကာပူအစိုးရအနောက်အုပ်စုရဲ့သစ္စာခံအစိုးရဟုတ်လားမဟုတ်လားစင်ကာပူအစိုးရလူတွေညင်းပါစင်ကာပူအစိုးရအုပ်စုတွေညင်းလို့ရတယ်နောက်တစ်ခါတောင်ကိုရီးယားအစိုးရဂျပန်အစိုးရအဲ့ဒီအစိုးရတွေရောအမေရိကန်အုပ်စုနဲ့ပလဲနံတင်မဖြစ်တဲ့သူတွေထားရတဲ့ထင်ဘူးလားအစိုးရထားလို့မရဘူးအနောက်အုပ်စုရဲ့ပလဲနံတင်ဖြစ်မှာအနောက်အုပ်စုရဲ့ဩဇာခံအစိုးရတဲ့နောက်အုပ်စုရဲ့ဒီ guideline တိုင်းကိုနေနိုင်တဲ့သူတွေကိုပဲသူတို့ချိန်မှာခေါင်းဆောင်တက်ဖြစ်ကြတယ်အစိုးရဖွဲ့နိုင်ကြတယ်အဲ့ဒါအဲ့ဒီနိုင်ငံဖြစ်တော့မြန်မာနိုင်ငံကြတော့အဲ့အနောက်အုပ်စုရဲ့ဒီကြိုးကြိုက်ချေတဲ့ချင်းမခံရတဲ့အစိုးရဖြစ်အောင်မနေ့ကသူတို့ပြန်လုပ်ခဲ့ရတာရှေ့မှာဖြစ်ခဲ့သလားမင်းခင်ဗျစဉ်းစားကြည့်ဗျာဒေါ်ဆန်းစုကြည်လာတွေ့သွားတဲ့လူတွေကဟိုအစိုးရရဲ့အရာရှိကြီးတော်မဟုတ်သူတာမန်တန်ရုံးကဟိုထောက်လိုက် MI6 ကကောင်တကောက်လောက်ကတော့ဒေါ်ဆန်းစုကြည်ဘယ်လိုလက်ခံတွေးဆုံခဲ့ရလဲဆိုတော့ပြန်ပြီးတော့မှတ်တမ်းမှတ်ရတယ်ပြန်ကြည့်လို့ရတယ်နိုင်ငံရေးဝန်ကြီးဌာနရုံးမှာမှတ်တမ်းမှတ်ရရှိတယ်ဟိုတိုင်းနိုင်ငံရုံးမှာမှတ်တမ်းမှတ်ရတယ်ရှိတယ်သူလက်ခံတွေးဆုံရတဲ့လူတွေရဲ့သူ့ကိုပြောတဲ့စကားတွေရှိတယ်အဲ့ဒါတွေအကုန်လုံးကပါမန်ကိစ္စတွေမဟုတ်ဘူးဗျနော်သိဖို့လိုပဲပြောတာဒါကြောင့်နောက်ကွယ်မှာမြုပ်ရရှိတယ်ရုရှားကအဲ့ဘက်ကအဲ့စကားကိုထုတ်ပြောသွားတော့တွေ့ရတယ်တရုတ်နဲ့မြန်မာနဲ့ဆက်ဆံရေးအားကောင်းလာမှာကိုစိုးရိမ်တဲ့အတွက်ဒီဟာကိုလည်းဖြိုချဖို့ကြိုးစားတာရှိတယ်ဆိုပြီးတော့နောက်တစ်ခုကတရုတ်ကလည်းလာမယ့်ရွေးကောက်ပွဲထွက်လာမယ့်အစိုးရတဲ့ပုံမှာသူကကြိုးစိုးတယ်ထောက်ခံတယ်အားပေးကူညီသွားမယ်ဆိုတော့မျိုးကိုဒီနေ့ပဲသူ့ရဲ့တရုတ်ရဲ့ပြောရေးဆိုခွင့်ရှိသူမစ္စတာဘသူလဲကျွန်တော်မြင်အဲ့ဒီပုံကိုပြောရေးဆိုအသက်တွေပြောင်းလာမသိဘူးအဲ့ကြောက်ကသူမီဒီယာတွေမေးချင်မှသူပြောသွားတယ်မြန်မာရွေးကောက်ပွဲရလက်ကိုသူတို့ကြိုးစိုးတယ်ထောက်ခံတယ်အစိုးရတဲ့ပေါ်လာမယ်အားပေးတယ်ထောက်ကူတယ်သူတို့ဝိုင်းကူညီမယ်တရုတ်ကလည်းပြောလိုက်ဒါဘာလဲဆိုမြန်မာအစိုးရရဲ့အနာဂတ်အသက်လာကိုသူတို့ကိုယ်တိုင်စပြီးတော့လက်ခံကြိုးစိုးပြောလာတယ်ပြောရရင်တော့ဗျာခင်ဗျားတို့မြန်မာလူထုတစုလုံးလက်ခံနိုင်အောင်နားလည်နေတဲ့စကားလုံးကျွန်တော်ယူလေးပြပြမယ်ကမ္ဘာလူဦးရေ4ဘီလီယံကျော်4ဘီလီယံထက်မနည်းရဲ့ထောက်ခံမှုကိုမြန်မာလက်ရှိအစိုးရရထားပြီးသွားတယ်လူဦးရေ4ဘီလီယံကျော်သောပုဂ္ဂိုလ်တွေရဲ့အစိုးရရဲ့လူဦးရေ4ဘီလီယံကျော်ရှိသောနိုင်ငံတွေရဲ့အစိုးရတွေထောက်ခံတာကိုမြန်မာအစိုးရရပြီးသွားပြီအဲ့ခင်ဗျားပြောမယ်4ဘီလီယံကျော်ဟုတ်လားကွာမင်းဘာညာတရုတ်ကအိန္ဒိယနှစ်နိုင်ငံ3ဘီလီယံရှိနေပြီခင်ဗျားတို့ကစဉ်းစားကြည့်လေဗျာနော်ရုရှားရှိသေးတယ်နော်ရုရှားကလည်းရှိသေးတယ်ရုရှားရှိတယ်ဘယ်လာရုစ်ရှိတယ်နော်အဲ့ဘက်ကရုရှားနဲ့ဆက်ဆက်တဲ့အဲ့နိုင်ငံလောက်ရှိသေးတယ်နောက်တော့ဒီဘက်ကိုလာရင်ဒီဘက်ကလာရင်ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့အေးဆေးပဲကမ္ဘောဒီးယားဗီယက်နမ်လာအိုအေးဆေးပဲကလောကကန့်ကွက်တဲ့စက်ညက်တစ်ခုမှပြောထားဘူးပြန်ကြည့်လိုက်နော်အဲ့တော့ဒါကြီးကြီးအပြင်4ဘီလီယံလို့ကျွန်တော်ပြောတာမှားလာပေါ့ခင်ဗျစဉ်းစားပေါ့အဲ့တော့လူဦးရေ4ဘီလီယံထက်မနည်းသော4ဘီလီယံထက်မနည်းသောနိုင်ငံတွေကကျွန်တော်တို့ရဲ့လက်ရှိရွေးကောက်ပွဲကိုထောက်ခံပေးပြီးသွားပြီကဲခင်ဗျားတို့ပြောနေတဲ့ဟိုဘက်က NUG အုပ်စုတွေလူ1ဘီလီယံအောင်ပြည့်ရလားသူတို့ထောက်ခံတယ်ဆိုတာပြန်ကြည့်ကြည့်ပါဦးသူတို့အစိုးရပြည်အတိမတ်ပြတာလူ1သန်းအောင်ပြည့်ရလားအဲ့နိုင်ငံတကာလူ1သန်းအောင်ပြည့်ရလားနိုင်ငံပေါင်းစုံကလူ1သန်းအောင်ပြည့်အောင်သူတို့ထောက်ခံထားလို့အစိုးရဆိုရင်ပြောမနေတော့နိုင်ငံအစိုးရအဆင့်ဆိုပြောမနေတော့လူတွေကတော့သူတို့လူ1သန်းပြည့်အောင်ထောက်ခံမထားဘူးအဲ့ဒါအဖြစ်ပဲဆိုတော့ဒါကြောင့်ကျွန်တော်တို့ကဒါကိုပြောနေတာတည်ဆဲအစိုးရရဲ့အနေထားအလွားလာခင်းချင်းကမ္ဘာနိုင်ငံရေးသဘောထားတွေနားလည်ထားတယ်အဲ့တော့ပြည်သူလူထုသိစေချင်တာလက်ရှိတည်တဲ့အစိုးရပေါ်မှာကမ္ဘာလူကြီး4ဘီလီယံထက်မနည်းသောနိုင်ငံတွေကလက်ခံထောက်ခံထားတယ်တရုတ်အိန္ဒိယရုရှားနောက်ဒီဘက်ကဟိုကာဇက်စတန်တို့နောက်ကဒီပါလေဟိုဘယ်လာရုစ်တို့ဒီဟိုဘာစတန်နေရှိတယ်ဗျစတန်3ခုလောက်ရှိသေးတယ်နောက်ဒီဘက်ကထိုင်းရမကန်ကွက်မထားဘူးထိုင်းရလည်းမကန်ကွက်ထားဘူးထိုင်းရလည်းရှိပူပေါင်းဆောင်တော့မယ်ပြောတာလာအိုကမ္ဘောဒီးယားထိုင်းဒီဘက်ကဒီဗီယက်နမ်နော်အစရှိတဲ့နိုင်ငံတွေအေးဆေးပဲဆိုတော့ဒါတွေကအဖြေတွေပဲဗျပြောချင်တာအဲ့ဒါလေးကိုသိစေချင်တာနော်မြောက်ကိုရီးယားကိုကန့်ကွက်တယ်လားကဲကျွန်တော်ယူလိမ့်မယ်မြောက်ကိုရီးယားကန့်ကွက်ထားလားကန့်ကွက်တာမြင်မိလား
ကန့်ကွက်တယ်လို့ပြောတဲ့နိုင်ငံတွေဘယ်နိုင်ငံတွေရှိလဲတခေါမှမပြောဘူးခင်ဗျအဲ့အနောက်အုပ်စုတစုကပဲပောက်ကတ်တက်ကြရတွေရှောက်ပြောနေတာအနောက်အုပ်စုကသူ့လက်ဝဲခံတွေကပဲပတ်သက်ပေါ်လင်းဒီ line ပေါ်နေပြောချင်တာရှောက်ပြောနေကြပဲရှိတာအဖြေကဘာလို့ဆိုကမ္ဘာလူကြီးထက်ဝက်ကမြန်မာလက်ရှိလာမယ့်အစိုးရအသစ်ပေါ်မှာမျှော်လင့်နေရှိနေစောင့်ကြည့်နေကြတယ်ဆိုတော့တွေ့ရတယ်ကိန်းကနန်းတွေကိုပြောတာနော်ကျွန်တော် figure တွေကိုပြောပြနေတယ်